မြမြဟာရေခဲချောင်းစားရင်ကိုပူချိန်ကိုရှော့ချနေခဲ့ပေမဲ့မတော်တဆရေခဲချောင်းကိုမြေပေါ်ကျချခဲ့မိတယ်။အဲ့ဒီအချိန်မှာပဲအကိုလေးကရှောက်လာပြီးသူ့ရဲ့လက်ကင်ဘဝကိုမြမြလက်ထဲထိုးပေးလိုက်တယ်။ဒါပေမဲ့မြမြမျက်စိကျသွားတာကအကိုလေးရဲ့ကြွသားအမြောင်အမြောင်ထနေတဲ့ခန္ဓာကိုယ်ပဲဖြစ်ပြီးဒါကမြမြတကိုယ်လုံးကိုချက်ချင်းအပူပြန်တက်စေခဲ့တယ်။မြမြဟာအကိုလေးစီနေလက်ကင်ဘဝကိုရှက်ရွံ့စွာယူလိုက်တယ်။အဲ့ဒီလိုယူနေတော့မှပဲမြမြချစ်သူကြော်ကြီးရောက်လာတယ်။ကြော်ကြီးကိုမြင်တာနဲ့အကိုလေးကချက်ချင်းထွက်သွားပေမဲ့သူ့လက်ကင်ဘဝကိုတော့မေ့ကြံခဲ့တယ်။မြမြဟာလက်ကင်ဘဝကိုမြင်တိုင်းအကိုလေးရဲ့ကြွသားအမြောင်အမြောင်ခန္ဓာကိုယ်ကိုတတိယနေခဲ့တယ်။သူမဟာလက်ကင်ဘဝပေါ်ကအနံ့ကိုပြပြတလဲရှူရှိုက်ရင်အကိုလေးကသူမဘေးမှာရှိနေတယ်လို့စိတ်ကူးရင်နေခဲ့တယ်။အဲ့ဒီအချိန်ကစပြီးလီဆာဟာအကိုလေးနဲ့ထပ်တွေ့ဖို့နေတိုင်းစောင့်မျှော်နေခဲ့တယ်။တနေ့တော့အိမ်ပြန်ရောက်တဲ့အခါသူမအံ့ဩစရာကြုံလိုက်ရတယ်။အမေကသူမရဲ့ချစ်သူအစ်ကိုခေါ်လာခဲ့တာဖြစ်ပြီးအဲ့ဒီလူကတခြားသူမဟုတ်ပဲအကိုလေးဖြစ်နေခဲ့တယ်။မြမြချက်ချင်းနေရာမှာတင်ရက်ပြီးအေးခဲသွားတယ်။ဒါပေမဲ့မြမြဟာသူမခံစားချက်တွေကိုလက်လျှော့ဖို့ပြင်လိုက်ချိန်မှာပဲအမေခန်းကနေထွက်လာတဲ့ဦးအားဆိုတဲ့အတန်တွေကိုမတော်တဆကြားလိုက်ရတယ်။သူမကိုခန္ဓာကရုတ်တရက်ပူနွေးလာပြီးအကိုလေးအပေါ်သူမရဲ့စိတ်ဝင်စားမှုကိုပိုပြီးမြင့်တက်စေခဲ့တယ်။နောက်တစ်နေ့မနက်မှာမြမြနိုးလာတော့တစုံတယောက်ရေချိုးနေတဲ့အတန်ကိုကြားလိုက်ရတယ်။စူးစမ်းလိုစိတ်ကြောင့်မြမြဟာရေချိုးကမ်းဘက်ကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့တယ်။အထဲမှာအကိုလေးရဲ့ကြွတာတင်းရင်းနေတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတဲ့အခါသူမကိုခန္ဓာဟာချက်ချင်းအလွန်မင်းရမက်ထကြော်လာခဲ့တယ်။ဒါပေမဲ့မြမြစိတ်မထိန်နိုင်တော့မဲ့အခြေအနေရောက်မှအကိုလေးကမြမြချောင်းကြည့်နေတာသတိထားမိသွားတယ်။သူမဟာထိတ်လက်တကြားထိုးနေရာကနေထွက်ပြေးခဲ့တယ်။မကြခင်မှာပဲမြမြရဲ့အမေကမြို့ကိုရက်အနေငယ်သွားမယ်ဆိုပြီးအကိုလေးကိုမြမြကိုဂရုစိုက်ဖို့ပြောခဲ့တယ်။အဲ့ဒီခိုက်တန့်မှာမြမြဟာသူမရဲ့အခွင့်အရေးရောက်လာပြီဆိုတာသိလိုက်ပါတော့တယ်။